တို့ပြောတော့24နာရီဆိုနော်ဝရက်ဟာကမနင်တို့ပြောတော့နင်တို့ဟိုဗာလဲနင်ကြော်ညာတွေရိုက်လိုက်အမလေးလာကနေအဲ့ဆိုင်အဲ့ဒီ back shop ကိုအဲ့ဒီ back ကို back shop ကိုနေဗီဒီယိုရိုက်ထားတာငါတွေ့လိုက်သေးတယ်ဒီနေ့မှငါကြည့်တာနင်ခွေးတွေကြတော့နင်လေးစောက်စီတုံမီနင်ချက်ပြတယ်နော်စောက်စီတုံမီချက်ပြတယ်သူများသားသမီးတွေကိုကြတော့နင်ကိုချင်းမစားဘူးလားတော်များတိချစ်သူတွေတော့တီးပြီးလောက်ပြီထင်တယ်ကျမကတော့အခုညမှာပဲကကနနာတီးတာဒီကလေးရဲ့သခင်တွေတင်ထားတဲ့ post တွေကိုကြည့်ပြီးတော့ကျမမျက်ရည်လည်းကျပြီးသွားပြီအရန်စိတ်မကောင်းဖြစ်တယ်ကြံခဲ့တဲ့ဒီသခင်တွေကိုလည်းကိုချင်းစားတယ်အရန်လည်းတနာတယ်အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကိုတော့ကျွန်တော်တို့တူတူကအစားဆိုကြည့်စုကြရအောင်ခင်ဗျာအကြောင်းတရားမရှိလို့ရှင်ဒီမှာဗီဒီယိုတက်လို့မဟုတ်ဘူးပေါ့နော်အခုဒီနေ့ဂူဂူးလေးဆိုတဲ့ husky ခွေးလေးသူ့တခင်နေရတော့ဘယ်လောက်ရင်ကွဲမလဲမသိဘူးကိုကလည်းတိလေးတွေမေဆိုတော့ကိုချင်းစားတယ်တကယ်လည်းစိတ်မကောင်းပါဘူးကလေးကမဆုံးတင်မနဲ့ဆုံးသွားတာဒါကိုဘယ်သူကပိုင်ရှင်လဲဆိုတော့ဒီဖက်ခွက်စားနဝရက်ပိုင်တယ်လို့ဖတ်ရတယ်ပေါ့နော်ဒီဟာလည်းအရင်တော့ကလည်းသူတို့ကဒီဆိုင်ကိုတခြားနာမည်နဲ့သူတို့အရင်ဖွင့်ထားမှုတာတွေ့ရတယ်အဲ့ဒါကိုဘာလို့လဲဆိုတော့အခုမှသူတို့ကတခြားနာမည်နဲ့ဖွင့်ထားပြီးတော့အခုသူတို့ပထမနာမည်နဲ့ပြတ်ထားတော့နောက်တစ်ခါနာမည်တစ်ခုကိုထပ်ပြီးတော့ပြောင်းပြီးတော့သူတို့ထပ်ဖွင့်တယ်အခုသူတို့မန္တလေးဆိုပြီးတော့ထပ်ဖွင့်ပြီးတော့သူတို့အခုဒီကလေးလေးကိုသူတို့ထားတဲ့နေရာမှာမိဘတွေဆိုတာအမြဲတမ်းကိုအိမ်မှာပဲထားခြင်းတယ်ကိုတီလေးတွေကိုမဖြစ်နိုင်လို့ဟိုတယ်ပို့တယ်ဟိုတယ်ဆိုတဲ့အဆင့်တန်းကိုနင်တို့သိတာပိုင်ရှင်တွေရောနင်တို့မန်နေဂျာတွေရောနင်တို့အခုအလုပ်လုပ်နေတဲ့အဲ့မှာလုပ်နေတဲ့ဟာတွေရောနင်တို့သိတာဟိုတယ်ဆိုတဲ့နေရာဆိုတာနင်တို့ပတ်စံပေးပြီးတော့ပတ်စံဟိုကောင်းမွန်ဗာကြည့်ရှုစောက်ရှောက်ဖို့နင်တို့လက်ထဲမှာထားခဲ့တာနော်နင်တို့ပါလဲပါအခုနင်တို့ရှင်းပြတဲ့အချိန်မှာပါလဲ gas ပါလဲ gas pipe ပောက်သွားတော့ဗာညဟဲ့နင်တို့ပြောတော့24နာရီဆိုနော်ဝရက်ဟာကမနင်တို့ပြောတော့နင်တို့ဟိုဗာလဲနင်ကြော်ညာတွေရိုက်လိုက်အမလေးလာကနေအဲ့ဆိုင်အဲ့ဒီ back shop ကိုအဲ့ဒီ back ကို back shop ကိုနေဗီဒီယိုရိုက်ထားတာငါတွေ့လိုက်သေးတယ်ဒီနေ့မှငါကြည့်တာနော်အခုမှငါကြည့်ပြီးတော့ငါကြည့်လိုက်တော့နေမလေးအမဟိုဗာလဲပူကြီးစီးပြီးနေတလွားနဲ့နေကြော်ညာရိုက်ထားတာတော့ဗာလဲတိတ်မကြသေးဘူးနော်ဗီဒီယိုရိုက်ထားတာတော့တိတ်မကြသေးဘူးအခုကျတော့ဗာလဲညဘက်ကြီးဖြစ်သွားလို့ဗာလဲနင်တို့ဆိုင်ကနေပြီးတော့ဗာလဲဖြည့်ချင်းချက်ထုတ်ထားတာ gas pipeline တောင်းရတဲ့အချိန်မှာကျွန်တော်တို့မသိဘူးဆိုတော့အကောင်မကြီးနင်တို့ပြောထားတဲ့နင်တို့ဆိုင်မှာပြောထားတဲ့အကောင်မနဝတာနင်တို့ဆိုင်နေရကြတော့နင်တိတ်ဆိုင်နင်ခွေးတွေကြတော့နင်လေးစောက်စီတုံမီနင်ချက်ပြတယ်နော်စောက်စီတုံမီချက်ပြတယ်သူများသားသမီးတွေကိုကြတော့နင်ကိုချင်းမစားဘူးလားဟလားနင်ကိုချင်းမစားဘူးလားနင်ကနေပါလဲနင်ကနေမေမျိုးပါမယ်နင်ကနေအဝီစီးမှာပဲနင်ကနေဘလို့မှာပဲနင်တာဝန်ယူထားတယ်နင်အလုပ်လုပ်ထားလို့ရှိရင်နင်ဝန်တန်းတွေကိုနင်ထိန်းကိုရမယ်ဆိုတော့နင်အလုပ်လေနင်တိတ်နင်တိတွေကြတော့နင်ချစ်တတ်ပြီးတော့ပါလဲတခြားပါလဲနင်ဆိုင်ရဟာတွေဖြစ်ချင်တိုင်းဖြစ်ပြီးလို့ရှိရင်နင်တို့တွေအကုန်လုံးဒီတိလေးတွေကပေးတဲ့ကျွေးတဲ့ပတ်စံနဲ့မျိုးဆို့နေရတာမဟုတ်ဘူးလားနင်တို့ကြီးစုကန်းနေကြတာအခုပြီးတော့ဒီမန်နေဂျာဆိုတာတွေရောဒီဝန်တန်းတွေအကုန်လုံးနင်တို့လစာရတာဒီတိလေးတွေနင်တို့ရှိမှလာနေလို့နင်တို့အဲ့ဒီကနေပတ်စံနဲ့နင်တို့လစာရပြီနင်တို့တမိသားစုလိုမျိုးဆို့စားတောင်းနေရတာမဟုတ်ဘူးလားဘာဖြစ်လို့နင်တို့တွေအဲ့ဒါ24နာရီ service ဆိုပြောလို့ရှိရင်24နာရီဆိုတာငါပြောပြမယ်24နာရီဆိုတာတနေ့လုံးမှာ24နာရီရှိတယ် duty ကို3ခုခွဲလို့ရတယ်နော်မနေ့တ duty ရှိရမယ်ညနေတ duty ရှိရမယ်ညတ duty ရှိရမယ်အဲ့လိုမှမလုံနိုင်လို့ရှိလို့ရှိရင်နင်တို့ပြောတကယ်လို့ခွေဒီတိလေးတွေကနင်တို့ရှိလာနေလို့တခုခုဖြစ်တယ်ဆိုလို့ရှိရင်နင်တို့မိဘတွေကိုအကြောင်းကြားရမယ်နော်မိဘတွေကိုအကြောင်းကြားရမယ်နင်တို့ကိုယုံကြည်လို့ပတ်စံပေးထားတာအလကားလာထားတာမဟုတ်ဘူးเนาะကျမအခုသူ့ရဲ့ဆိုင်ခွဲတွေကျမတွေ့သမျှပေါ့เนาะကျမစုထားတာပေါ့เนาะသူ့မှာဆိုင်ခွဲတွေဒီလိုရှိတယ်ပေါ့เนาะသူ့မှာအခုသူတို့ဒီ Novodat ရဲ့ဆိုင်ခွဲတွေကဘယ်မှာရှိလဲဆိုတော့ဒီမှာ83လမ်း brand 89လမ်း brand ဆိုပြီးတော့ဒီဗာလဲမန္တလေးမဟာအောင်မြေမှာရှိတယ်ပြီးလို့ရှိရင်မနော် brand ဆိုပြီးတော့မနော် Harry Land မှာချမ်းမြတာစီရဲ့မနော် Harry Land မှာတစ်ဆိုင်ရှိတယ်ပြင်ဦးလွင် brand ဆိုပြီးတော့ပြင်ဦးလွင်ကနော်ပြင်ဦးလွင်က Cherry Land မှာတစ်ခုရှိတယ်နောက်တစ်ခုကျတော့နော်စက်မှု brand ဆိုပြီးတော့နော်မန္တလေးကနေပြီးတော့ဒီစက်မှုစုံ industry နားမှာသူတို့ branch တစ်ခုထပ်ရှိတယ်ပြီးတော့တင်ငန်းကျွန်း brand ဆိုပြီးတော့သူတို့တင်ငန်းကျွန်းမှာ branch တစ်ခုထပ်ရှိတယ်เนาะအဲ့တော့
ပြင်ကျင့်မြင့်တိုင်းမှာလဲ branch တစ်ခုရှိတယ်ဒီဟာတွေအကုန်လုံးကိုရှင်တို့တွေကိုသားသမီးကိုသားသမီးကိုအသက်ရှင်စေကိုတိလေးတွေမိဘတွေစဉ်းစားကြပါဒီလိုဟာမျိုးတွေကိုမသွားကြပါနဲ့သွားစရာလည်းမလိုအခုပြောချင်တာကကိုတွေကမွေးထားတာလူလေးတွေလို့မွေးထားတယ်တိလေးတွေလို့ခွဲခြားထားတာမဟုတ်ဘူးတိလေးတွေကိုကိုတွေကချစ်လို့ခင်လို့မွေးထားတဲ့အချိန်မှာကျမကလေးတွေဆိုလို့ရှင်ဒါကျမကဒါပါ rescue လုပ်ထားတာဒီလိုမျိုးအမွှေးရှိရှိလေးအမွှေးရှိရှိအဲ့လိုမျိုးမဟုတ်ဘူးကျမဒီမြန်မာလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့မြန်မာလမ်းဘေးခွေးလေးအရန်ချစ်တော့လမ်းဘေးခွေးပုံစံလေးကိုမနှဲရှာပြီးတော့ rescue လုပ်ထားတာအကြောင်းလေးဆိုလဲအဲ့လိုပဲအဲ့တော့ပြောချင်တာကိုတီလေးတွေကိုသွားထားတယ်ဆိုလို့ရှင်ဒီလိုမျိုးသူတို့နာမည်ကြီးဆက်လေးဖြစ်ပြီးတော့အခုဒီနေ့အခုကလည်း Mandalay Pet Shop ဆိုပြီးတော့ပြောင်းပြီးတော့အခုနာမည်တွေပြက်ပြီးလို့ရှင်သူတို့ဘာလုပ်မလဲဆိုတော့နာမည်အသစ်နဲ့တစ်ခါထပ်ပြီးတော့ဖွင့်ကြမှာအဲ့တော့ဒီတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ဟာတွေကိုဂရုစိုက်ရမယ်မတော်ပါနဲ့ဒီလိုအဆိုင်တို့ဘယ်တော့မှမပုတ်ပါနဲ့သူတို့ဆိုင်ပစ္စည်းတွေကိုလည်းမဝယ်ပါနဲ့ရန်ကုန်ကပတ်ဟိုတယ်တစ်ခုမှဖြစ်သွားတဲ့ကိစ္စလေအဲ့ဒီမှာတဲနေတဲ့ကလေးလေး husky လေးတကောင်ဆုံးသွားတဲ့ကိစ္စကိုတော်များများတိချစ်သူတွေတော့တီးပြီးလောက်ပြီထင်တယ်ကျမကတော့အခုညမှာပဲကကနနာတီးတာဒီကလေးရဲ့သခင်တွေတင်ထားတဲ့ post တွေကိုကြည့်ပြီးတော့ကျမမျက်ရည်လည်းကျပြီးသွားပြီအရန်စိတ်မကောင်းဖြစ်တယ်ကြံခဲ့တဲ့ဒီသခင်တွေကိုလည်းကိုချင်းစားတယ်အရန်လည်းတနာတယ်ဘယ်တိမွေးထားတဲ့သခင်မလေးအားရကိုအိမ်ကကလေးကိုပတ်ဟိုတယ်မပို့အရေးပေါ်ကိစ္စကြုံလာမှသာအဲ့ဒီပတ်ဟိုတယ်တွေကိုယုံကြည်နဲ့အားကိုးပြီးတော့သွားအပ်တာပဲရှိတာအခုကဒီကိစ္စဖြစ်သွားတော့ကဘယ်ဟိုတယ်လဲမသိဘူးကျွန်မရှာတော့ Mandalay Pet Shop အဲ့မင်းသမီးဖွင့်ထားတဲ့ဟိုတယ်မလားသူတို့တွေကတောင်းပန်စာတင်ထားပါတယ်ဆိုလို့ကျွန်မသွားပြီးတော့ကြည့်လိုက်တာပူဆိုးတယ်အခုချိန်ကျွန်မအိတ်လို့မရတော့ဒေါသထွက်နေတာဒီပုံနဲ့တောင်းပန်ထားတဲ့ AI နဲ့အောင်လုပ်လိုက်သေးရနော်မခန့်တာဒီကလေးတွေကဒီပုံလေးတွေကဘာကိစ္စနဲ့လှုပ်ချီပြီးတော့တောင်းပန်မှာအဲ့ကြောင်လေးတွေခွေးလေးတွေဘာကိစ္စတောင်းပန်နင်တို့တွေတောင်းပန်မှာမဟုတ်လားနင်တို့ပေါ်စားနင်တို့အသုံးမကြလေနင်တို့ရုပ်တွေနဲ့တောင်းပန်မှာလေပြီးလို့ရှိရင်လည်းပေါ်စားမိပါတယ်ကျွန်တော်တို့အမားပါတောင်းရင်ယူပါမယ်ဆိုတဲ့ဟာမျိုးမပြောဘူးသူတို့တွေကသူတို့အပြစ်ကိုလွှဲချဖို့တင်လားစင်ကြေပေးဖို့အတွက်မစီမဆိုင် aircon gas ပေါက်တယ်တဲ့ကဲနင်တို့ပြောသလို aircon gas ပေါက်တယ်ပဲထားအောင် night duty မထားဘူးလားကျမအိမ်မှာကျမမွေးတဲ့ငှက်တွေကကျမနဲ့ဟိုဘက်တစ်ခန်းမှာတိတ်တာလေသူတို့ကျမတည3ချိန်ဝင်စစ်တယ်အခုစောင်းနှင်းဆိုရင်သူတို့ဟီတာဖွင့်ပေးထားတယ်ဟီတာနဲ့ဆိုတော့အရင်အပူချိန်များနေလားရှော့ပေးရမလားအနေတော်ပဲလားအေးနေသေးလားကျမတညကို3ချိန်ဝင်စစ်တယ်ရှင်ည9နာရီမှတစ်ခါစစ်တယ်နောက်ဆုံးကိုအိတ်တဲ့နော်17နာရီခွဲလောက်မှတစ်ခါစစ်တယ်ပြင်မနက်3နာရီ4နာရီကြားမှာတရေနိုးတဲ့အခါမှာတစ်ခါသွားစစ်တယ်နင်တို့တွေကဒီလောက်တန်ဖိုးကြီးရတဲ့ကလေးတွေကိုလက်ခံထားပြီးတော့ night duty သမားတော့မရှိဘူးလား CCTV ပြက်နေရပဲထားပါအောင်เนาะ CCTV ကုမ္ပဏီကိုလည်းကျွန်မမေးခွန်းထုတ်ရှင်တယ်တလားမြန်မာနိုင်ငံထဲမှာရှိရလေဒီကျောင်းနေဒီရုံးနေအလုပ်တွေ CCTV အကုန်လုံးကတခိုးဖမ်းဖို့ပဲအလုပ်လုပ်တာသူတို့ဘက်ကတောက်ပြစ်တွေလောက်ထားလို့ရှိရင်တစေပြက်အမြဲပြက်ဘလောက်ပဲအာမခံကောင်းပါတယ်လို့ကြေညာထားတဲ့ CCTV ပြက်ဘာမှမေးမနေနဲ့ပြက်တာပဲစိတ်ကြီးတူလိုက်တာဆိုတာလေတာဝန်ယူဖြည့်ရှင်းပါတဲ့အမှကျမကွန်မန့်နေလိုက်ဖတ်တဲ့လောက်ကတော့ပိုင်ရှင်နေဒီသခင်တွေကအခုကလေးကိုသွားခေါ်တာမှစာနောက်ဆုံးမြင်မြုပ်တဲ့တကြိုးတဲ့အထိသူတို့စီစဉ်နေပဲလောက်ရတာပါလေတော့ဘာတွေတာဝန်ယူတာဆိုကြံခဲ့တဲ့ကလေးတွေလည်းသွားခေါ်နော်အမှကလေးတွေကြံသေးရဲ့လို့ပြောတယ်ကျမစိတ်တူတာအဲ့သူတို့တောင်းပန်တဲ့စာကိုဖတ်ပြီးတော့အသားတောင်တုံတယ်လက်တောင်တုံတယ်ဒေါသထွက်တာအောက်တန်းစားဒီဗီဒီယိုလေးကိုအစရဆုံးလက်ပတ်ကြည့်စုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့နိုင်ဖို့အတွက်လည်း channel လေးကို like subscribe လုပ်ချင်ပြီးကူညီကြပါအားလုံးကျမ်းမာချမ်းသာကြပါစေအလောက်ကများဆင်ပြေတဲ့မိသားစုများဆင်ပြေပါစေလို့ကျွန်တော်ဒီနေ့ကနေပြီးတော့မှအားလုံးတွေ့ဆုတောင်းပေးပါတယ်ခင်ဗျာ